Elon Musk ကဉာဏ်ရည်တု AI နဲ့လူသားပုံသဏ္ဍာန်ရှိတဲ့စက်ရုပ်တွေဟာလူသားတွေရဲ့ဆွေးရဲမွဲတေမှုကိုအမှန်တကယ်ဖယ်ရှားပစ်နိုင်မှာဖြစ်ကြောင်းအခိုင်အမာပြောကြားလိုက်ပါတယ်။ Elon Musk ဟာမကြာသေးခင်ကဝါရှင်တန်မြို့မှာကျင်းပပြုလုပ်ခဲ့တဲ့ American Saudi ရင်းနှီးမြှုပ်နှံမှု Forum မှာ Nvidia CEO Jensen Huang နဲ့အတူပါဝင်ဆွေးနွေးစဉ်အနာဂတ်မှာအလုပ်အကင်စွန့်ရင်ချက်နဲ့ပတ်သက်ပြီးမေးမြန်းချိန်အဲ့ဒီလိုပြောကြားခဲ့တာပါ။ Musk ကသူ့ရဲ့ကုမ္ပဏီဖြစ်တဲ့ Tesla ကထုတ်လုပ်မဲ့လူသားပုံသဏ္ဍာန်စက်ရုပ် Optimus ဟာအလုပ်အကင်အားလုံးကိုလွှဲယူလှုပ်ဆောင်ပေးခြင်းဖြင့်စီးပွားရေးကိုအကြီးအကျယ်ပြောင်းလဲစေမယ်လို့ခန့်မှန်းခဲ့ပါတယ်။သူ့ရဲ့အဆိုအရလူတိုင်းကိုချမ်းသာစေမဲ့နည်းလမ်းတစ်ခုတည်းကတော့ AI နဲ့စက်ရုပ်နည်းပညာပဲဖြစ်တယ်လို့ဆိုပါတယ်။ Elon Musk ရဲ့ခန့်မှန်းချက်အရနောက်ထပ်10နှစ်ကနေ20အတွင်းအလုပ်အကင်ဟာလူသားတွေအတွက်မလိုအပ်တော့ပဲရွေးချယ်စရာတစ်ခုသာဖြစ်လာမယ်လို့ဆိုပါတယ်။အလုပ်လုပ်တာဟာအားကစားသို့မဟုတ်ဗီဒီယိုဂိမ်းကစားတာလိုမျိုးဝါသနာအရသာလုပ်ကင်မဲ့အခွင့်အရေးတစ်ခုဖြစ်လာမယ်လို့ပြောခဲ့ပါတယ်။အနာဂတ်မှာ AI နဲ့စက်ရုပ်တွေရဲ့စဉ်ဆက်မပြတ်တိုးတက်မှုကြောင့်ငွေကြေးဟာအတိတ်ပဲမရှိတော့တဲ့အရာဖြစ်လာမယ်လို့လည်းသူကခန့်မှန်းပြောကြားခဲ့ပါတယ်။